Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport မြန်မာ YouTube Channel နေပြီးတော့ပြည်သက်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အာရှချန်ပီယံလိအမျိုးသမီးပြိုင်ပွဲတွေပြင်ဆင်မှုမှာပြုလုပ်နေတဲ့ ARD SC အမျိုးသမီးအသင်းဟာအမေရိကန်နိုင်ငံတောင်ပန်ကစားသမား Max Gunner ကိုခေါ်ယူလိုက်ပြီးဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်အသက်25နှစ်ဝန်းကျင်ရှိတဲ့ Max Gunner ဟာအမေရိကန်နိုင်ငံနယ်ဝါကစားသမားတစ်ဦးဖြစ်ပြီးတောင်ပန်တိုက်စစ်တောင်ပန်ခန်းစစ်ကြီးများမှာကစားနိုင်တဲ့ဘက်စုံကစားသမားတစ်ဦးလည်းဖြစ်ပါတယ်သူမဟာဥရောပမျိုးသမီးချန်ပီယံလိပြိုင်ပွဲပါဝင်ဥရောပနဲ့အာရှကလပ်အသင်းများမှာပါဝင်ကစားမှုရဲ့နိုင်ငံကတွေ့ကြုံများစွာပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ Max Gunner ဟာယခင်ကဥရောပကလပ်အသင်းများဖြစ်တဲ့ Linunia Club, FC Gina, Switzerland ကလပ်အသင်းဖြစ်တဲ့ Servette Shillong အသင်းတွေအပြင်အာရှဒေသကလပ်အသင်းများမှာလည်းကစားပူးပြီးပြိုင်ပွဲတွေ့ကြုံကောင်းများကိုလည်းရရှိထားပါတယ်။ညနှုံးမြင့်ပြီးအားဘောလုံးထိန်းချုပ်မှုကောင်းမှုတွေနဲ့တိုက်စစ်ပိုင်းတွင်အခွင့်အရေးဖန်တီးနိုင်စွမ်းမှုတွေကြောင့်အသင်းရဲ့တိုက်စစ်ပိုင်းကိုပုံမူပြီးအားကောင်းလာစေမယ်လို့မျှော်လင့်ရပါတယ်။အာရှမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာမြန်မာကိုစားသူဝင်ရောက်ရှင်ပြိုင်မဲ့ ARD မျိုးသမီး FC အသင်းတို့ Max Gunner နိုင်ငံတကာပွဲတွေ့ကြုံကရေးကြီးတဲ့အဖြစ်မှုတစ်ခုဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။အခုလိုနောက်ဆုံးရမြန်မာဘောလုံးသတင်းကြောင်းရများကိုသိရှိရှင်ရင်ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ခဲ့ပေးဖို့အတွက်ကျွန်တော်ကမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်